အားလုံးပဲမင်္ဂလာပါရှင် Dream High Property Page ကနေကြိုဆိုပါရစေဒီနေ့မှာတော့မေကြီးကနွေရာသီရောက်တော့မှာဖြစ်တဲ့အတွက်မီး24နာရီရမယ်ဆိုလာပါတဲ့အိမ်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီအိမ်လေးကကြတော့မြောက်တကုံမြို့နယ်36ရပ်ကွက်ဒီတပင်ရွှေချင်းနှစ်လန်ကျော်ကမှာရှိပြီးတော့လမ်းအနေနဲ့ဆိုလို့ရှိရင်တော့ရဲသူရလမ်းပေါ်မှာဆောက်ထားတာပဲဖြစ်ပါရဲ့ရှင်မြေအကျယ်ကကြတော့သူကပေ20ပေ60 gram မြေပေါ်မှာဆောက်ထားတာဖြစ်ပြီးတိုက်ကတော့သူက3ထပ်တိုက်လုံးချင်းတိုက်လေးပါရှင်မေကြီးနဲ့တူတူအထက်ကိုလိုက်ပြပေးလိုက်မယ်ရှင်ဝင်ချင်းမှဆိုလို့ရှိရင်ဒီခြံတကားကိုကြတော့သူက slide door တကားကိုသုံးမိထားရပေါ့နော် slide door တကားကိုသူကဟိုဘက်ဒီဘက်ရွှေ့လို့ရရဖြစ်တဲ့အတွက်ခြံထဲမှာဆိုလို့ရှိရင်သူကကားနှစ်စီးကိုဘေးချင်းရှင်ရက်လို့ရရပေါ့နော်ဒါလေးကကြတော့ခြံအတွင်းပိုင်းလေးပါရှင်ခြံတွင်းပိုင်းထဲမှာဆိုလို့ရှိရင်တော့ကားနှစ်စီးစာရက်နာလို့ရတယ်မြေပုံနေရာထားပေးထားရပေါ့နော်အိမ်ဆိုလို့ရှိရင်လည်းသူကဒီခြံကနေဆိုလို့ရှိရင်18ပေအကွာကိုအနောက်ဘက်ကိုဆုပ်ပြီးတော့ဆောက်ပေးထားရရှင်ခြံထဲမှာဆိုလို့ရှိရင်တော့သူကကြွေပြားရဲ့အပြည့်ခင်းပေးထားရဒီဘက်မှာဆိုလို့ရှိရင်တော့ဝင်ချင်း main door ရှိမယ်ပေါ့နော်အဲ့တော့အိမ်ထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဝင်ချင်းမှာဆိုလို့ရှိရင်ကျွန်းတကားအကြီးကြီးတွေတုံးပေးထားရပေါ့နော်နောက်ဒီပါကီဆိုလို့ရှိရင်လည်းသူကကျွန်းသားအစစ်ပါကီတွေကိုခင်းပေးထားရရှင်နောက်မတို့အခုဝင်ချင်းမှာတွေ့ရမှာဆိုလို့ရှိရင်တော့ဒါလေးကကြတော့အေကန်လေးပေါ့နော်အေကန်မှာဆိုလို့ရှိရင်လည်းညီမတို့ဒီနိုင်ရံမှာဆိုလို့ရှိရင်ဒီအလှဆင်ထားတဲ့ဒီရွက်လေးတင်မောအကြီးကိုကပ်ပေးထားရပေါ့နော်ညီမတို့ရှောက်လန်းကနေပြီးတော့တဲတဲရှောက်လာလိုက်မယ်ဆိုလို့ရှိရင်ဒီဘက်အခန်းမှာဆိုလို့ရှိရင်မာစတာဘရွန်တစ်ခန်းပါတယ်ပေါ့နော်ဒါလေးကကြတော့မာစတာဘရွန်အခန်းလေးပါရှင်ဒီအခန်းဆိုလို့ရှိရင်လည်းသူကကြကြဝန်းဝန်းလေးရှိရဲအထဲထဲမှာဆိုလို့ရှိရင်လည်းသူ့အတွက်တီးတက်ရေချိုးခန်းအိမ်သားလေးပါတည်ရဲ့ရှင်ညီမတို့ဒီမာစတာဘရောအခန်းကနေပြီးတော့ဒီဘက်ကိုဆက်လာလိုက်မယ်ဆိုလို့ရှိရင်ညီမတို့ဒီအေကန်ကနေအိတ်ခန်းလှေကားအထိကိုကျိုးပကြီးတွေအပြည့်ခင်းပေးထားပြီးတော့ဒီမီးဖို့ချောင်းထဲမှာဆိုလို့ရှိရင်တော့နှစ်ပေကြွေပြားအချက်တွေကိုကပ်ပေးထားရပါတော့ဒီကြွေပြားကြီးဆိုလို့ရှိရင်လည်းသူကရွှေရောင်လိုင်းလေးတွေနဲ့တကယ်ဈေးကြီးရဲ့ဟာလေးတွေတုံးပြီးတော့ကပ်ပေးထားတာကိုတွေ့ရရဲ့ရှင်kitchen room ကကြတော့သူကနိုင်ရန်ဆေးကိုလည်းအဖြူဒီအောက်ခင်းလေးကိုလည်းအဖြူသုံးပေးထားတဲ့အပြင်ကို kitchen counter ရေးဆိုလို့ရှိရင်လည်းအဖြူရောင်လေးတွေသုံးပေးထားတဲ့အတွက်သူကလင်းလင်းချင်းချင်း fight လေးရရပါတော့နောက် kitchen ကနေဒီဘက်ခြမ်းမှာဆိုလို့ရှိရင်တော့ကွန်မောအသုံးပြုလို့ရတယ်ရေချိုးခန်းနဲ့အိမ်သားလေးပါရပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းသူကြွေပြားပြည့်ကတ်ကြွေပြားအပြည့်ခင်းပေးထားရရှင်နောက်ညီမတို့ရဲ့ဒီအိမ်ရဲ့ထူခြားချက်ကကြတော့သူကလှေကားခွင်ကိုကြတော့ဒီတိုင်းနေရာလွတ်မထားပေးထားတဲ့ဘဲနဲ့ဒီဘက်မှာပါအပြည့်ထားပေးတာဖြစ်တဲ့အတွက်ဒီမှာထိုင်ခြင်းနဲ့ထိုင်လို့ရတယ်ဒါမှမဟုတ်ပန်းအိုးလေးတွေအလှဆင်ပြီးတော့ထားမယ်ဆိုလို့ရှိရင်လည်းထားလို့ရရရှင်နောက်ဒီလှေကားဆိုလို့ရှိရင်လည်းသူကကျွန်းသားအစ်စ်တွေနဲ့ပါကီခင်းပေးထားတာရှင်ခုပထမအထက်ကိုပြပြီးသွားပြီဆိုတော့ဒုတိယထက်လေးကိုလိုက်ပြပေးလိုက်မယ်ရှင်ဒုတိယထပ်မှာဆိုလို့ရှိရင်သူကဝင်ချင်းလုံးဝတခြားအိမ်တွေနဲ့မတူတဲ့ file ကိုလုံးဝရတယ်။နောက်သူ့ရဲ့သုံးမိထားတဲ့ color လေးကိုမြင်ကြည့်သဘောကျတာကြတော့သူကအဖြူနဲ့အစိမ်းနုလေးတွေသုံးမိထားတယ်။အဲ့ဒါကြတော့တခြားအိမ်တွေနဲ့လုံးဝကွဲထွက်နေတဲ့ file မျိုးလေးရရဲ့ရှင်။နောက်ဒီဘက်မှာဆိုလို့ရှိရင်လေဒီနေရံမှာပေါ့နော်စင်လေးတွေလုပ်ပြီးတော့အလားစင်ပန်းဝလေးတွေတင်မိထားတာကိုတွေ့ရရဲ့ရှင်။နောက်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့သူက double barrel အခန်းတစ်ခန်းပါရဲ့ရှင်။မေဂျာဒီဒုတိယထပ်မှာဆိုလို့ရှိရင်ဒီဘက်အခြမ်းကိုကြတော့သူကဒုတိယထပ်ရဲ့အေကန်အနေနဲ့သုံးလို့ရတယ်လို့မျိုးဒီဘက်ကိုဆက်လာလိုက်ပြီဆိုလို့ရှိရင်သူကအခန်းဖွဲ့ပုံစံမျိုးလေးကန့်ပေးထားတာဖြစ်တဲ့အတွက်ဒီဘက်မှာဆိုလို့ရှိရင်လည်းဖျားခန်းအနေနဲ့သုံးလို့ရရပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းနိုင်ရန်အမြင့်အထိရှိတဲ့မှန်တကားအကြီးတက်ပေးထားရပေါ့နော်နောက်ပြီးတော့ဒီတကားဆိုလို့ရှိရင်သူကအိတ်ရှိဝရဏဘက်ကိုထွက်လို့ရရပေါ့နော်ဒီမှာဆိုလို့ရှိရင်ညီမတို့ကြောက်ပြားရိတ်ခင်းပေးထားရဲနောက်တကားဆိုလို့ရှိရင်လည်းသူကမှန်အကြည့်လေးကိုသုံးပေးထားဖြစ်တဲ့အတွက်အပြင်ဘက် view ကောင်းကောင်းလေးမြင်ရရင်ရှင်နောက်ပတ်လည်မှာဆိုလို့ရှိရင်လည်းလုံစင်းတွေပဲရှိရဲအတွက်ဝရဏဘက်ကိုထွက်ကြည့်လိုက်တာနဲ့စိတ်အေးချမ်းပြီးတော့ကြည်လင်စိတ်ကိုကြည်လင်စေရဲပေါ့နော်အဲ့တော့ဒီဘက်ဝရဏဘက်ကနေပြန်လာလိုက်ပြီဆိုလို့ရှိရင်ဒီဘက်ပေါ့နော်လှေကားရဲ့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်နောက်ထပ်အိတ်ခမ်းတစ်ခန်းရှိအောင်ဝင်ရှင်ဒီအိတ်ခမ်းမှာဆိုလို့ရှိရင်သူကပတ်လည်းပြတင်ပေါက်တွေပါတယ်အလင်းရောင်ရရဲလေဝင်လေထွက်ကောင်းတယ်ဒီခန်းကျတော့မာစတာဘက်ရုံခန်းလေးရှင်ဒါလေးကကျတော့မာစတာဘက်ရုံအခန်းရဲ့ရေချိုးခန်းအိမ်သားလေးပါရှင်ဒီမှာဆိုလို့ရှိရင်ကြွေပြားခင်းပေးထားရဲကြွေပြားကပ်ပေးထားရဲဖိုးထိုင်ပါရဲရှာဝါစတန်တွေပါရဲရှင်ဒီမှာဒီဘက်ပေါ့နော်ဒုတိယထပ်ပြပေးသွားပြီဆိုတော့နောက်ဆုံးကျန်တဲ့တတိယထပ်လေးကိုလိုက်ပြပေးမယ်ရှင်ဒါကြတော့မာစတာဘက်ရုံအခန်းအကြီးဆုံးလို့ပြောလို့ရတယ်ဒီအခန်းကအကျယ်ဆုံးနဲ့ပြီးလို့ရှိရင်သူ့အတွက်ရေချိုးခန်းအိမ်သားတစ်စုံပါသေးရဲ့ရှင်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဝရဏကိုထွက်လို့ရတယ်တကားပေါက်ပါသေးရဲ့ရှင်တော့ဒီဝရဏကကြတော့လုံးဝမတူပုံမှန်အိမ်ကြီးထက်ကျဲတဲ့သူ့ရဲ့ဝရဏအကြီးပဲ rooftop ပုံစံမျိုးပေါ့နော်လုံးဝကို hall ကိုမှကျဲကြီးပဲအခန်းတစ်ခန်းစာလောက်ကိုကျဲတယ်ရှင်ဒီမှာဆိုလို့ရှိရင်ပန်းဆိုင်ရဝါသနာပိုင်းလို့ဆိုလို့ရှိရင်ပန်းဦးလေးတွေထားပြီးတော့စိုက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တီးတီပဲတစ်ဆက်ထားပြီးတော့လက်ဖေးတောက်တာအေးစေးအနားယူတာမျိုးလုပ်လို့ရတဲ့နေရာလေးရှင်အပေါ်ဘက်မှာဆိုလို့ရှိရင်သူကအလှလေးဆင်ပေးထားရဲပြီးပတ်လေသူက view မြင်ရရဲရှင်ဒါလေးကကြတော့အပေါ်ဆုံးထက်ရဲ့ဝရဏလေးပါရှင်ဒါတော့ဒီတတိယထပ်မှာဆိုလို့ရှိရင်တော့သူက
အိမ်ရှိဝရဏနဲ့အိမ်နောက်ဝရဏနှစ်ခုပါရှိရဖြစ်ပြီးတော့ဒီအိမ်နောက်ဝရဏဆိုလို့ရှိရင်တော်တော်လေးကျယ်ဝန်းတာတွေ့ရရဲ့ရှင်အိမ်နောက်ဖေးရကြတော့တကယ်လို့ပေါ့နော် view ကြည့်ရအတွက်လည်းအဆင်ပြေတယ်လို့မျိုးတကယ်လို့အဝတ်တွေပါထုတ်လမ်းမယ်ဆိုလို့ရှိရင်လည်းနေအောင်ကောင်းကောင်းရတဲ့နေရာမျိုးပါရှင်လေဝင်လေထွက်ကတော့ဘေးကမရှိရတဲ့အတွက်ပြောစရာတော့မလိုပါဘူးရှင်လေဝင်လေထွက်ကောင်းပါတယ်ဒီအိမ်လေးကိုသဘောကျရဲဆိုလို့ရှိရင်တော့ညီမတို့ page ရဲ့ချက်ပေါက်ကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် Dream High Property page ရဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အိမ်လေးရဲ့ရောင်စီကတော့32,600ဖြစ်ပြီးတော့ဒီအိမ်ကိုဝယ်ယူမဲ့သူတွေအတွက်လည်း solar inverter နဲ့ battery တွေပါအခမဲ့တက်ဆင်ပေးဦးမှာဖြစ်ပါတယ်ရှင်ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်